Normalization ဆိုတာဘာလဲ AI မှာဘာကြောင့်အရေးကြီးတာလဲ AI data science သင်နေတဲ့သူတွေ normalization ဆိုတဲ့စကားလုံးကိုမကြာခဏကြားဘူးကြမှာပါတကယ်တော့ normalization က AI တခုတည်းအတွက်မဟုတ်ဘဲနယ်ပယ်အများအပြားမှာအသုံးပြုတဲ့ concept တစ်ခုပါလွယ်ပြောရရင် normalization ဆိုတာမတူညီတဲ့ data တွေကိုစံတစ်ခုတည်းနဲ့ကိုက်ညီအောင်ချိန်ညှိပေးတဲ့ process ဖြစ်ပါတယ်AI နဲ့ data science မှာအသုံးပြုပုံအနေနဲ့ဥပမာ age 25 monthly income 30ဒီ data နှစ်ခုကို AI model တစ်ခုတည်းထည့်မယ်ဆိုရင် income value က age ထက်အများကြီးကြီးနေပါတယ်ဒီလို scale မတူတဲ့ data တွေကို model ကလေ့လာတဲ့အခါ income ကိုပဲပိုအရေးကြီးတယ်လို့ယူဆနိုင်ပါတယ်ဒါကြောင့် normalization လုပ်ပြီး data တွေကိုတူညီတဲ့ range တစ်ခုတည်းရောက်အောင်ပြောင်းပေးရပါတယ်ဒီလိုလုပ်ခြင်းအပြင် model training ပိုမြန်လာတယ် accuracy ပိုကောင်းလာတယ် feature တွေကိုပုံမှန်မျှတစွာအသုံးပြုနိုင်ပါတယ်database ပိုင်းမှာဆိုရင် database ထဲမှာ customer name, phone number စတဲ့ data တွေကိုထပ်ခါသိမ်းဆည်းထားတဲ့အခါ storage ပိုကုန်လို့ error ဖြစ်နိုင်ခြေလည်းပိုများပါတယ်။ဒီနေရာမှာ normalization က data တွေကိုစနစ်တကျခွဲခြားသိမ်းဆည်းပေးတဲ့အတွက် duplicate data လျှော့စေတယ်။ data consistency ကိုထိန်းပေးတဲ့အပြင် maintenance လုပ်ရတာပိုမိုလွယ်ကူစေပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း normalization ကရှိနေပါတယ်။တချိန်က online meeting နဲ့ remote work လုပ်ရတာတွေဟာထူးဆန်းတယ်လို့ထင်ခဲ့ရပေမဲ့အခုချိန်မှာတော့ပုံမှန်လုပ်နေကြပုံစံတစ်ခုဖြစ်လာပါပြီ။ဒီလိုအသေးစမ်းတစ်ခုကိုလူအများကပုံမှန်လို့လက်ခံလာခြင်းကိုလည်း sociology မှာ normalization လို့ခေါ်ပါတယ်။ normalization ရဲ့အဓိကရည်ရွယ်ချက်ကတော့မတူညီတဲ့အရာတွေကိုတူညီတဲ့စံနှုန်းတစ်ခုအောက်မှာရှိနေစေဖို့ပါပဲ။ဒါကြောင့် database ပဲဖြစ်ဖြစ် data science ပဲဖြစ်ဖြစ် AI ပဲဖြစ်ဖြစ် normalization ကအရေးကြီးတဲ့ foundation concept တစ်ခုဖြစ်နေပါတယ်။